customer စီမှာကျွန်တော်တို့တရောင်းသားလို့သွားပြီးတော့အလုပ်သွားတောင်းလို့ဖြစ်တာအဓိကကိုယ့်အကြောင်းကိုလူတွေကိုသိအောင် message ပေးတာအဲ့ဒါ brand awareness ပဲအလုပ်စားဖို့အတွက်ပစ္စည်းတွေအကုန်ဝယ်ထားတယ်ဒါပေမဲ့ဘာမှစားလို့မရအောင် customer တွေရအောင်ဘယ်လိုလုပ်မလဲဒီအလုပ်ကြီးကဒီလောက်လုပ်တဲ့သူများနေတာကိုယ်တွေလုပ်ရင်ရောအဆင်ပြေပါမလားဒါကတော့ကျွန်တော်ဒီရက်ပိုင်းမှာတော်တော်များများလာမေးကြတဲ့အကြောင်းအရာလေးတွေပေါ့ဗျာဆိုတော့ကျွန်တော်ဒီလူတွေအကုန်လုံးအတွက်ကိုရည်ရွယ်ပြီးတော့ကျွန်တော်ဒါဗီဒီယိုလေးတစ်ပုဒ်လုပ်လိုက်ပြီပေါ့နော်ဆိုတော့အဓိကကတော့ပြောရလို့ရှိရင်ကျွန်တော်ကတော့ဒီလူတွေအားလုံးကိုအလုပ်စဖို့ရည်ရွယ်နေတဲ့သူနဲ့အလုပ်စတင်ပြီးတော့ရှေ့ဆက်ဖို့ခက်ခဲနေတဲ့သူတွေလို့ကျွန်တော်ရေဘူးရအားဖြင့်ပေါ့မှတ်ယူလိုက်မယ်ပေါ့နော်ဒါဒီလူတွေဆိုတာကဒါကျွန်တော်တို့ခုနလူ3ယောက်တည်းကိုပြောတာမဟုတ်ဘူးပေါ့နော်ဒီလိုဖြစ်ပျက်တွေနဲ့အများကြီးကြုံနေတဲ့သူတွေလည်းရှိပါလိမ့်မယ်ဆိုတော့အဓိကကတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲ printing လုပ်တယ်ပေါ့နော်ဒီ 6 screen printing လုပ်တယ်ဆိုတာကကျွန်တော်တို့ကပြောရရင်စီးပွားရေးလုပ်မယ်ဆိုရင်ဒါကျွန်တော်တို့လုပ်မှာမဟုတ်ဘူးဘယ်အလုပ်မဆို business တစ်ခုကိုလုပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကအတတ်ပညာတစ်ခုလိုတယ်ဒါကျွန်တော်တို့အသုံးချဖို့ပေါ့နော်အသုံးချဖို့အတတ်ပညာတစ်ခုလိုတယ်နောက်တစ်ချက်ကကြတော့ business ရဲ့ flow ခေါ်တာပေါ့နော်business flow ပေါ့ဆိုတော့ကျွန်တော်တို့ business flow ဆိုတာဘာတွေလဲဆိုရင်ကျွန်တော်တို့ဘာတွေပဲလုပ်ကျွန်တော်ဥပမာအလွယ်လေးကျွန်တော်ပေးမယ်နော်ကျွန်တော်တို့တွေမိပွိုင်မှာပတ်စံတောင်းကြမယ်ပေါ့ဗျာဆိုတော့ကျွန်တော်မိပွိုင်မှာပတ်စံတောင်းကြမယ်ဆိုရင်ဘယ်လိုတောင်းမလဲအဲ့ဒါ business flow ပဲဘယ် point မှာတောင်းမလဲဘယ် point ဟာဘယ်လိုအချိန်မှာလူစီတက်တယ်လဲဥပမာလှဲတန်း point ဆိုရင်ကျွန်တော်တို့မနက်10:00 နာရီညနေဟလာနေ့လယ်3:00 နာရီလောက်ထိကိုဒါလူနည်းနည်းကျဲတယ်ပြောရလို့ရှိရင်မနက်ရုံသွားချိန်8:00 နာရီကနေ10:00 နာရီလောက်ထိဆိုလူစီတယ်အဲ့ရနေမှတစ်စင်ကျွန်တော်တို့ရုံနေတင်တန်းနေလွတ်တဲ့အချိန်ဆိုရင်ညနေ9:00 နာရီပေါ့ဗျာ4:00 နာရီ9:00 နာရီနောက်ပိုင်းကနေည9:00 နာရီ10:00 နာရီလောက်ထိဆိုဒါလူစီတယ်ပေါ့ဆိုတော့ဒါလှဲတန်းမိပွိုင်းအဲ့လှဲတန်းမိပွိုင်းကနေကျွန်တော်တို့ထားပါဆိုဘရင်တော်မိပွိုင်းပေါ့ဘရင်တော်မိပွိုင်းဆိုဘယ်လိုအခြေအနေတွေဖြစ်မလဲပေါ့ဆိုတော့ကျွန်တော်တို့အဲ့ဒီဟာတွေကိုသိတယ်ဆိုတာကအဲ့ဒါ business flow ကိုသိတာပဲအဲ့တော့ကျွန်တော်တို့ဒါဥပမာပေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့အလုပ်တည်လဲထုံနည်းလေးကောင်းပါပဲ business flow တစ်ခုလိုတယ်ကျွန်တော်တို့တွေ printing လုပ်တယ်ဟုတ်ပြီ printing လုပ်တယ်ဆိုတာမင်းတို့ဘာတွေကိုလုပ်မှာလဲဒါမျိုးတွေလာပြီလေပြောလို့ဘယ်လိုလူတွေကို service လုပ်ချင်တာလဲကျွန်တော်တို့ printing ကကျွန်တော်အများအားပြောတဲ့စကားတစ်ခုရှိတယ်ကျွန်တော်တို့ printing လုပ်တာက66ပါပျောက်စေးမဟုတ်ဘူးဆိုတာခေါင်းထဲမှာမမေ့ဖို့လိုတယ်ဘာလို့သင်တန်းတွေသင်တဲ့အတိုင်းကျွန်တော်တို့ကလုပ်မယ်ဆိုရင်သင်တန်းတွေအကုန်သင်တာဗျဘာလို့သူတို့သင်ရမယ့် course တွေရှိတာဗျာဥမာထားပါတော့ထီးရိုက်နီးရက်တောင်ရိုက်နီးဟလာအင်ကြီးရိုက်နီးဖန်ခွက်ရိုက်နီးအကုန်သင်ပေးမှာပဲကျွန်တော်တို့အဲ့အကုန်သင်ပေးလိုက်တဲ့ဟာကိုမှပြန်ပြီးတော့ပြောမှဆိုကျွန်တော်တို့ analyze ပြန်လုပ်ရမယ်ငါဒီဘာလုပ်ချင်တာလဲငါဒီဘယ်လိုလမ်းကြောင်းကိုသွားချင်တာလဲ local brand တွေကို service လုပ်ချင်တာလားဒါမှမဟုတ်လို့ရှိရင် promotional products တွေပေါ့နော် promotion items တွေပေါ့ဥပမာဟလာထီးတို့ကျွန်တော်တို့ဘောပန်တို့ခွတ်တို့ဒီလိုဟာမျိုးတွေကိုကျွန်တော် media line ခေါ်တာပေါ့ဗျာဒီဘက်ဗမာအခေါ်ဆိုရင်တော့ဒီလို media line တွေကို service လုပ်ချင်တာလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့တွေထားပါစို့ကျောင်းတွေဟလာ company တွေဒီလို uniform တွေကိုရိုက်ဖို့တွားချင်တာလားအဲ့လိုအများကြီးရှိတယ်ပြောလို့ရှိရင်လေအဲ့တော့တချို့တွေကြတော့လဲဘယ်လိုခေါ်မလဲထီးတို့ဟလာထီးတို့မိုးကာတို့လိုဟာမျိုးတွေကိုကျွန်တော်တို့ယာသီပေါ်အနေနဲ့လောက်ကြတယ်ပြီးတော့ရင်ကျွန်တော်ຫນွေယာသီဆိုလို့ရှိရင်နောက်ထပ် business plan တစ်ခုပြန်ပြောင်းတယ်ပေါ့နော်ຫນွေယာသီမှာတုံးတဲ့ဟာလေးတွေပေါ့ဒီလိုလေးတွေပေါ့ဗျာပြောလို့ရှိရင်တော့ဒါ business flow ဆိုတာကျွန်တော်အကြမ်းမြင်ပြောပြတာအဲ့တော့ဒီတစ်ခုတည်းတင်လားဆိုတော့လည်းမဟုတ်ဘူးကျွန်တော်တို့ဒီ business တစ်ခုလုပ်ပြီဆိုလို့ရှိရင် customer တွေဆိုတာကအမြဲတမ်းရှိတယ်အဲ့ဒါအယူမမေ့နဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကစီးပွားတစ်ခုလုပ်တယ်ဆိုတဲ့ဟာကရှင်းပြောရရင်ကျွန်တော်တို့သူများအခက်အခဲတွေကိုဖြည့်ရှင်းပေးနေတာအဲ့ဒါဘယ်စီးပွားရေးမဆိုဒီလိုပုံစံနဲ့ပဲသွားတယ်ခင်ဗျားတို့ဗိုက်စားတယ်ခင်ဗျားတို့ထမင်းချက်ပြီးတော့ကျွေးဖို့စောင့်နေတဲ့သူစီမှာခင်ဗျားတို့စားရမယ်အဲ့ဒါထမင်းဆိုင်ကျွန်တော်တို့ဗိုက်စားနေတဲ့အချိန်မှာကျွန်တော်တို့ဗိုက်စားနေတဲ့ဟာကိုဖြည့်ရှင်းပေးမဲ့သူထမင်းဆိုင်ဟုတ်လားပြီးသွားပြီထမင်းစားပြီးသွားပြီဘာဖြစ်သွားပြီလဲဆိုလို့ရှိရင်ကျွန်တော်တို့အေးလေးတောက်ချင်လာတယ်ရှိတယ်ပတ်စံပေးရမယ်ဟုတ်လားကျွန်တော်တို့ convenience store တွေအေးဆိုင်တွေရှိမယ်မျိုးစုံပဲကျွန်တော်တို့အတက်ပညာတစ်ခုတက်ချင်တယ်မင်းတက်လားမတက်ဘူးလေမတက်ဘာလို့သင်ရမှာပေါ့သင်ရမယ်ဆိုတော့သင်ပေးမယ့်ဆရာတွေရှိတယ်သင်တန်းဆရာတွေပြောမှဆို instructor တွေเนาะ
အဲ့တော့ဒီလိုလူတွေကျွန်တော်တို့ပတ်စံပေးပြီးတင်ထိုနည်း၎င်းပဲကျွန်တော်တို့ printing မှာလည်းလူတွေကဒီအင်ကြီးတွေရိုက်တာနှိပ်တာမလုပ်တတ်ဘူးလေဗျာမလုပ်တတ်ဘူးဆိုတဲ့အခါကျတော့ကျွန်တော်တို့လုပ်ရတော့မှာပေါ့ရှင်းပြောရရင်ကျွန်တော်တို့လုပ်ပေးရတော့မှာပေါ့အဲ့တော့ကျွန်တော်တို့လုပ်ပေးရမယ်ဆိုတော့ကျွန်တော်တို့ကအခါချင်းငွေယူရတော့မှာပေါ့သူတို့လုပ်ပေးဖို့အတွက်အဲ့တော့လူတိုင်းဒီဘယ်စီးပွားရေးမှမဟုတ်ဘူးเนาะကျွန်တော်တို့ printing တစ်ခုတည်းပြောနေမှာဘယ်အရာမဆိုလူတိုင်းဒီအမြဲတမ်းလူတိုင်းဟာလိုအပ်ချက်နေ့စဉ်ရှိတယ်ပြောရလို့ရှိရင်နေ့စဉ်ကိုရှိတယ်လိုအပ်ချက်ကအဲ့တော့ဒီလူတွေကိုကျွန်တော်တို့တွေကဖြည့်ရှင်းပေးဖို့လိုတယ်အဲ့တော့ပထမဦးဆုံးကျွန်တော်တို့ပထမအဆင့်အနေနဲ့စဉ်းစားရမှာကဟုတ်ပြီကိုဒီ printing လုပ်တတ်သွားပြီသင်တန်းလည်းဆင်းလာပြီအနေထားလေးတစ်ခုလည်းရောက်ကျွမ်းကျင်အောင်လုပ်ဖို့ကတော့လိုတယ်เนาะကျွမ်းကျင်အောင်လုပ်ဖို့ကတော့လိုတယ်အဲ့တော့ကိုကကျွမ်းကျင်သွားပြီ customer တွေကို service လုပ်နိုင်ပြီကိုလည်းယုံကြည်သွားပြီဆိုရင်ကျွန်တော်တို့ business flow ကအမှစပြီဘယ်လိုပုံစံနဲ့လုပ်မလဲငါတို့တွေဟုတ်ပြီလားကျွန်တော်ခုနကပြောတဲ့ဟာတွေကိုပဲစပြီးတော့ကိုကစဉ်းစားဘယ်လိုလူမျိုးကိုနေရာဒေတာဆိုတာလည်းရှိသေးတယ်ကျွန်တော်တို့ရန်ကုန်လိုဟာမျိုးဆိုရင်ကျွန်တော်မပြောလို့ရန်ကုန်ကတော့ရှင်းပြောရလို့ရှိရင်တော့ဘယ်အပင်ဆိုင်ပေါက်တယ်ပေါ့ဗျာလွယ်ပြောရရင်တော့ဘာလို့အဆင်ပြေတယ်ဆိုတဲ့အခြေအနေရှိတာပေါ့မြို့ကြီးတွေကတော့เนาะအဲ့တော့တချို့တွေကျတော့နေမှာဟိုလျှက်စင်းမိများတဲ့နေရာမျိုးပဲအများကြီးရှိတယ်ဗျာပြောလို့ရှိရင်အဲ့တော့ကိုနေရာဒေတာဒီဘယ်လိုဟာမျိုးရှိမလဲတချို့ဆိုလို့ရှိရင်မိတူဆိုင်လေးတွေနဲ့တွဲဖွင့်ကြတာရှိတယ်ဟုတ်လားအဲ့လိုဆိုတဲ့အခါကျတော့ကိုနေရာဒေတာဟာဘာတွေလဲအလှူတွေလောက်တယ်ဆိုအလှူအင်ကြီးတွေကြောညာဟိုရက်တောင်းတွေဖုန်းကြီးရက်တောင်းတွေဘာသာရေးနဲ့ပတ်သက်တဲ့ဟာတွေဒါမျိုးတွေလုပ်လို့ရတယ်ဆိုတော့နေရာဒေတာတွေနဲ့ဆိုင်တယ်ကျွန်တော်တို့ placement လို့ခေါ်တယ်ဒါကိုယ့်ရဲ့ business ကဘယ်လိုနေရာမှာထားမှာလဲဆိုတဲ့ဟာကိုပြောတာ placement ကအဲ့တော့ကျွန်တော်တို့တွေပထမဦးဆုံးစဉ်းစားရမှာကကဲဟုတ်ပြီစီးပွားရေးစလုပ်ပြီဆိုပါတော့အရင်ဦးဆုံးဘာကိုစဉ်းစားရမလဲဆိုရင်ငါဒီဘာလုပ်မှာလဲငါဒီဘယ်လိုလုပ်မှာလဲเนาะပထမတစ်ချက်ဟုတ်ပြီဒီတစ်ချက်ရပြီဆိုလို့ရှိရင်ကိုယ့်ကိုလူသိအောင်လုပ်ရတော့မယ်ဒါကိုကျွန်တော်တို့ brand awareness လို့ခေါ်တယ်လောလောပြောရရင်တော့ဒီဘက်ကျွန်တော်တို့ခေါ်နေ marketing လုပ်တယ်ပေါ့เนาะဆိုတော့ marketing လုပ်တာမဟုတ်သေးပါဘူး brand awareness လုပ်တာကျွန်တော်ဒီမောင်ကျော်မြတ်ဖြစ်ပါသည်ဟုတ်လား Vertex printing ရဲ့တီထောင်သူပါကျွန်တော်ကတော့ဗာလေးတွေရိုက်ပါတယ်ခင်ဗျကျွန်တော်စီမှာအားပေးလို့ရပါတယ်ခင်ဗျကိုယ့်အကြောင်းကိုလူတွေကိုသိအောင် message ပေးတယ်အဲ့ဒါ brand awareness ပဲကိုဘာလုပ်နေလဲကိုဟာဘာတူလဲဒါကိုမိတ်ဆက်တာပေါ့မိတ်ဆက်တဲ့အဆင့်ပဲကျအဲ့ marketing မဟုတ်ဘူးเนาะအဲ့ဒါ marketing လို့မထင်သေးနဲ့အဲ့ဒါ marketing မဟုတ်အဲ့ဒါမိတ်ဆက်တာအချင်းလည်းအမှန်မချင်းလည်းမဟုတ်မင်းဘာမို့လို့လဲဒါမျိုးပေါ့အဲ့တော့ထားပါစို့ brand awareness လုပ်ပြီးသွားပြီဆို brand awareness ဆိုတာကတော့ကျွန်တော်တို့ရှင်းပြောရရင်ဒီဘက်ခေတ်မှာတော့အရန်လွယ်တယ်ကျွန်တော်တို့အရန်လွယ်တယ်ဆိုတာက social media တွေရှိတယ်ဗျာ social media platform တွေရှိတယ်ဟုတ်လား TikTok တို့ Facebook တို့ဒါကျွန်တော်တို့ဗမာပြည်မှာအများဆုံးသုံးကြတဲ့ဟာတွေပေါ့ TikTok တို့ Facebook တို့ချို့ဆိုလို့ရှိရင် Viber မှာဟို message တွေ direct message တွေပို့တယ်ဟုတ်လား Telegram တွေ direct message တွေပို့တယ်ဒါကျွန်တော်တို့နိုင်ငံမှာတော့ email ဘာညာတော့တိတ်ဟိုခင်မစားဘူးပေါ့ဗျာဟို company ကြီးတွေလောက်ပဲရှိတာပေါ့နော်ဟိုဒီ culture ကတော့အဲ့တော့ကျွန်တော်တို့အသုံးများတာဒီ Facebook နဲ့ TikTok ပေါ့နော်ဒီလိုဟာမျိုးအသုံးများတော့ဒီလိုဟာမျိုးကနေကျွန်တော်တို့ရဲ့ brand ကို awareness များရအောင်လုပ်ရမယ်ကြီးညာရမယ်နော်ဘာတွေလုပ်ပါတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒါကပြောမှဆိုလို့ရှိရင်ဒီ social media မှာလုပ်ရမယ်အပိုင်းတစ်ပိုင်းနော်အဲ့ဒါကလည်းကျွန်တော်ဒါအချမ်းမြင်ပြောပြတာဘယ်လိုလုပ်စေခြင်းနဲ့ဘာညာဆိုတာတော့သိကျင် comment မှာသိကျင်တာလေးတွေကျွန်တော်ရေးသွားလိုက်ကျွန်တော်ပြန်ဖြေပေးမယ်အဲ့တော့ခုနကပြောတဲ့ brand awareness လုပ်တာကျွန်တော်တို့ဘာလုပ်ပါတယ်ဆိုဟိုဘက်ခေတ်ကဆိုဒါသတင်းစာတစ်ချက်ကြီးညာတယ်ပေါ့ဗျာပြောရလို့ရှိရင်တော့ဆိုတော့ဒါ awareness လုပ်တာအဲ့ဒီ awareness လုပ်လိုက်လို့ရှိရင်ဘာဖြစ်သွားလဲတော့လူတွေကသိသွားပြီလူတွေစီပြန့်သွားပြီအော်ဟုတ်ပြီဒါအောင်ကျော်မြတ်အော်ဒီကောင်းမျက်နှာငါမြင်မှုတယ်ဟုတ်ပြီ तू ဒါ printing လုပ်တာပဲ six screen printing လို့ဆေးရိုက်တာပေါ့ဒါမျိုးသိသွားပြီဆိုရင် customer ကခင်ဗျားစီအပ်အောင်မလားစဉ်းစားရမယ်မအပ်သေးပါဘူးဘာကြောင့်မအပ်သေးတာလဲဆိုတော့ခင်ဗျားတို့လိုမျိုးလုံနေတဲ့သူတွေအများကြီးရှိဒီလောကထဲမှာအများကြီးရှိတယ်မင်းကဘာမလို့ငါတို့ကအလုပ်အပ်ကမှာလဲမင်းကဘာတွေကောင်းလို့လဲမင်းကဘာတွေများထူးခြားလို့လဲဒါမျိုးတွေနဲ့ customer တွေကဒါဒုတိယအဆင့်ကျွန်တော်တို့မေးခွန်းထုတ်လာတဲ့ဟာတွေပေါ့အဲ့ဒီမှာဘာပြန်လုပ်ရမလဲဆိုရင်ဒီ customer ဒါကျွန်တော် customer ဆိုတာဟိုကျွန်တော်တို့လာပြီးဟိုဖြစ်တဲ့စိတ်ဝင်စားတဲ့သူကိုပြောတာเนาะ customer ဆိုဝယ်တဲ့အဆင့်မရောက်သေးဘူးကျွန်တော်တို့ပစ္စည်းဝယ်တဲ့အဆင့်ကျွန်တော်တို့ service လာအပ်တဲ့အဆင့်မရောက်သေးဘူးဖောက်တယ်ပေါ့ဗျာရိုးတန်းပြောကျွန်တော်တို့ဝယ်ခြင်းနေတဲ့သူတွေပေါ့เนาะအဲ့လိုလူတွေကသိသွားပြီပဲထားကျွန်တော်တို့ကိုဘာကြောင့်မင်းတို့ကငါဆက်သွယ်ရမှာလဲဘာကြောင့်မင်းတို့စီမှာငါလောက်အပ်ရမှာလဲဆိုတဲ့ဟာမျိုးလာပြီအဲ့ဒါဒီဘာလဲဆိုရင်ကျွန်တော်တို့ customer ကို trust ရအောင်လုပ်ရမှာယုံကြည်မှုရအောင်ကျွန်တော်တိဆောက်ရပါတယ်ယုံကြည်မှုတိဆောက်ရတယ်ဆိုတဲ့ဟာကကျွန်တော်တို့ခုနသုံးတဲ့ social media တွေကနေပဲသွားမှာဟုတ်ကိုက social media ကနေကြီးညာတာဆိုတော့ social media ကနေကျွန်တော်တို့ကကိုယ့်ရဲ့ account နေမှာပေါ့နော်
customer တွေယုံကြည်လို့ရနိုင်တဲ့အနေအထားမျိုးရောက်အောင်ဟလာကျွန်တော်တို့ printing လုပ်တယ်ဆိုလို့ရှိရင်လည်း quality printing တွေဟာဒါတွေကတော့ဘလို့ပါပြီးရင်ကိုယ့်ရဲ့ printing လက်ရာတွေအကြောင်းကိုယ့်ရဲ့ပြောမှဆိုလို့ရှိရင်ဝန်ဆောင်မှုပေးခဲ့တဲ့ဟာတွေအကြောင်းကိုတွေကရှင်းပြရအောင်အဲ့ဒါမှပဲ customer ကအော်သူဒီသူ့အလုပ်မှာသူတကယ်ကျွမ်းကျင်တာပါလားဒါသူ့အလုပ်မှာသူတကယ် professional ဖြစ်တာပါလားဒါမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေကျွန်တော်တို့တင်ရမယ်ပြီးရင် customer တွေအဲ့ဒီအဆင့်ကျော်လွန်သွားပြီဆိုလို့ရှိရင်ဖုန်းတွေဆက်ကြတော့မှာပေါ့ဆက်သွယ်ကြတော့မှာပေါ့ messenger တွေကနေလာပြောကြတော့မှာပေါ့လာပြောကြတဲ့အခါမှာလဲကျွန်တော်တို့ကကိုယ့်စီရောက်လာပြီဗျာပြောရလို့ရှိရင်သိလားကိုယ့် channel ရောက်လာတဲ့ကြက်ဖြစ်သွားပြီဆိုတော့ခင်ဗျားတို့ကိုဒါ80ခိုင်နှုန်းလောက်ကယုံသွားပြီလာမေးပြီဆိုကြတဲ့ဟိုကလေအချင်းလို့ပေါ့မအချင်းဘယ်သူကတော့အလုံးရှုပ်ခံပြီးခင်ဗျားတို့လာဆက်သွယ်မှာတော့အဲ့လိုအခြေအနေမျိုးပေါ့နော် customer ကိုလာမေးပြီဆိုလို့ရှိရင်ကျွန်တော်တို့အမှဖုန်းနဲ့ဖြေရမယ် message ပို့ရမယ်ပေါ့ဒီလိုအဆင့်ရောက်လာပြီဆိုတော့အဲ့လိုအဆင့်ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒါအပိုင်းပဲသူ့ကိုအဲ့ဒါကိုဘာတွေကောင်းသလဲကိုဟာဘလို့တွေကျွမ်းမှာသလဲကိုဟာဘလောက်တောင်သူများနဲ့မတူပါဘူးလဲဆိုတဲ့ဟာကိုသူ့ကိုရှင်းပြရမယ်အကောင်းဆုံးရှင်းပြရမယ်အဲ့ဒီအချိန်မှာ customer ကလွတ်သွားရင်အဲ့ customer တစ်သလုံးပြန်မလာတော့ခင်ဗျားတို့ဒီပူးမနေနဲ့အဲ့ဒီအချိန်က turning point ပဲဗျာတကယ်အချိုးပွေပဲသိလားအဲ့ဒီအချက်လေးကနေပဲခင်ဗျားအလုပ်ရမှာလားအလုပ်မရတော့ဘူးလားဆိုတဲ့ဟာကိုပြောမလို့ဆက်ပြီးတော့ဖြစ်သွားတော့မှာပေါ့နော်အဲ့ turning point ရောက်နေတဲ့အချိန်မှာကျွန်တော်တို့ကအပိုင် customer ကိုရှင်းပြနိုင်ရတယ်ရှင်းပြနိုင်တယ်ဆိုတဲ့ဟာမှာလဲဟိုဘယ်လိုခေါ်မလဲဆိုတော့သူ့ရဲ့လိုအပ်ချက်ပေါ့နော်သူ့ရဲ့လိုအပ်ချက်ကိုပဲကျွန်တော်တို့တွေကဟိုဂရုတစိုက်နဲ့လူသားဆန်ဆန်နဲ့ကျွန်တော်တို့ကဆွေးနွေးပေးရမှာအခုဟိုပြောမယ်ဆိုလို့ရှိရင်အခု AI တွေမှာပေါ်လာတော့ AI chatbot တွေရှိတယ်ဗျာသိမလားစက်ရုပ်တွေကနေပြီးတော့ reply auto reply တွေပေါ့ဆိုတော့အလုပ်စတဲ့အချိန်မှာတော့အဲ့ auto reply တွေဘာတွေမလုပ်နိုင်ဘူးခင်ဗျာအဲ့ဒီအတွက်ကိုအချိန်ပေးရမယ်ခင်ဗျာအခုမှလူရှာနေတဲ့အချိန်အဲ့ဒါကိုသွားပြီးတော့အဲ့လိုမျိုးတွေသွားမလုပ်နဲ့ကျွန်တော်တို့လူသားဆန်ဆန်ကျွန်တော်တို့တွေစကားပြောရမယ်လူတစ်ယောက်ကိုလေသူဘာတွေလိုအပ်နေတာလဲသူဘာတွေလိုချင်နေတာလဲသူဘာတွေကိုကြောက်နေတာလဲဟုတ်လားအများကြီးရှိတယ်လေကျွန်တော် printing မှာဆို quality ကောင်းပါလားတို့စီးတွေကျွတ်ပါလားတို့ဒါမျိုးတွေအယောင်တွေမှန်ပါလားဒါတွေရှိတယ်သူကြောက်နေတဲ့အရာတွေရှိတယ်သူလိုချင်တဲ့အရာတွေရှိတယ်အဲ့ဒါတွေကိုကျွန်တော်တို့တွေကလူသားဆန်ဆန်နဲ့ professional ကြကိုအလုပ်ပေါ်မှာကိုဟာစီမိုးပြီးတော့ကျွန်တော်တို့ရှင်းပြနိုင်အောင်ပြောရလို့ရှိရင်ဟိုလက်ဖေးဆိုင်ရာစပွဲတို့ဟိုမီနူးတွေရွတ်ပြတယ်လို့တော့ပြောလို့မရအောင်စကားပြောရင်အဲ့ချိန်မှာလေသိရမလားပဲပလာတာရပါတယ်အီချာကိုရပါတယ်ဟိုရပါတယ်အဲ့ဒါတွေကလေခင်ဗျားတို့လည်းလက်ဖေးဆိုင်ထိုင်မှသိလိမ့်မယ်သူပြောရတာအမျိုး20 30လောက်ရှိတယ်ကျွန်တော်တို့ခေါင်းထဲမှာကြံခဲ့တာပြောလို့ရှိရင်2ခု3ခုလောက်ပဲရှိတယ်ဟိုကျွန်တော်တို့ဟို Facebook မှာတွေ့နေရပါတယ်မီနူးကြီးကြည့်ပြီးတော့အားရပါရမှားလိုက်တယ်ဗာလက်ဖက်ထမင်းတော့အဲ့လိုမျိုးပေါ့သိမှာ customer ကိုကျွန်တော်တို့ကဟိုအများကြီးတော့ပြောစရာမလို तू အဓိက तू ဘာလိုချင်တာလဲ तू ဘာဖြစ်ချင်တာလဲဆိုတော့ကျွန်တော်တို့ကအရင်သိအောင်နှိုက်ရတာသူစီရတယ်သူစကားအဓိကအဲ့ဒါကျွန်တော်မှရတာရှောက်ပြောလို့မရအောင်ထီရိုက်တယ်ဖက်နှက်ရိုက်တယ်မိုးကရိုက်တယ်ဟလာဟိုခွက်ရိုက်တယ်အင်ကြီးရိုက်တယ်ရှောက်ပြီးတော့ပြောလို့မရအောင် तू ဘာလိုချင်တာလဲ तू ရဲချင်တာ तू တစ်ခုပါလာမှာပဲလေ तू လုပ်ချင်တာတစ်ခုပါလာမှာပဲလေအဲ့ဒီဟာကိုကျွန်တော်တို့ကလူသားဆန်ဆန်ဆွေးနွေးရမှာအဲ့ဒီအချိန်ကိုစီရောက်လာပြီဆိုရင်ကိုကဆွေးနွေးမှာကျွန်တော်ဆိုလို့ရှိရင်ဘယ်လိုလုပ်လဲဆိုလို့ရှိရင်ဒါဒီနေ့ထိနော်ဟို customer အသစ်တွေကျွန်တော်ဖုန်းဆက်တယ်ကျွန်တော်လည်းတစ်ခါမှမသိဘူးဒါတို့ဒီထားပါဆိုပြကျွန်တော် social media ဟာတွေတွေ့လို့ပေါ့နော်တွေ့လို့တို့လာပြောကြတယ်လာပြီးစုံစမ်းကြတယ်ပေါ့နော်စုံစမ်းကြတယ်ဆိုတချို့ကြတော့လည်းပြောလို့ရှိရင်အခုမှကျွန်တော်တို့ကတော့ branding line ရိုက်တာဆိုတော့လေ branding line ရိုက်တာဆိုတော့ကျွန်တော်တို့အခုမှဒီ local brand စမဲ့ညီလေးတွေဗာလေးတွေပေါ့နော်အဲ့လိုလေးတွေလာမေးကြတယ်လာမေးကြရင်ကျွန်တော်အကောင်းဆုံးဖြေပေးတယ်ဘယ်လိုတွေမကောင်းဘူးဘယ်လိုတွေဆိုလုပ်ရတယ်ဟိုကိုအလုပ်ရကျင်သောနဲ့ကျွန်တော်တို့အဲ့ချိန်မှာသွားလို့မရအောင်သိလားငါစီအဲ့အောင်ဆိုပြီးတော့အဲ့လိုရှောက်ပြောလို့မရအောင်အဓိကကျွန်တော်တို့ကသူတို့ဆွေးနွေးပေးတာအကောင့်သူစေတနာပေါ့ဗျာရင်ထဲကစေတနာလေးတစ်ခုထည့်ရတယ်သူတို့အဆင်ပြေပါစေတော့ဆိုတဲ့စိတ်နဲ့ကိုယ်စီမအဲ့လည်းဘာမှမဖြစ်ဘူးဆိုတဲ့စိတ်နဲ့ပြောရလို့ရှိရင်အဲ့တော့အကောင့်ဆုံးဆွေးနွေးပေးတယ်ဘလို့ဟိုဆေးတွေဆိုရင်ဘလို့ဟာမျိုးတွေလောက်ရတယ်ဘလို့အသားတွေသုံးရတယ်ဆိုတာမျိုးပြီးရင်ကျွန်တော်စကားလေးတစ်ခုထည့်ပြောတယ်အများတန်းကျွန်တော်စီမှာအမှမဟုတ်ဘူးနော်လိုအပ်တယ်ဆိုထပ်လာမေးကျွန်တော်ထပ်ရှင်းပြမယ်အဲ့ဒါကြိုက်တဲ့စီမှာရွေးချယ်လို့ရတယ်အဲ့ဒါ choice ပဲကျွန်တော်စီမှာအမှမဟုတ်အကုန်ကျွန်တော်အသေးသေးရှင်းပြတယ်ဖုန်းဆက်ပြီးသွားပြီเนาะ okay ဒါပဲပြောတဲ့အချိန်မှာเนาะကျွန်တော်စကားထပ်ပြောတယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ customer တွေကဟာမဟုတ်ဘူးအကုန်လည်းပဲအမှကျွန်တော်တို့ကအဆင်ပြေတယ်အကုန်လည်းပြောရတာဒါမျိုးပေါ့ဗျာအဲ့တော့ဒီလိုမျိုးလေးတွေလည်းကျွန်တော်တို့လုပ်ငန်းရှင်ဖြစ်မဲ့သူတွေကလုပ်ကြရပါတယ်ဆိုတော့ဒါလေးတွေနဲ့ကျွန်တော်တို့ဆွဲဆောင်လာပြီးလုပ်လာပြီးဆိုလို့ရှိရင်တော့ customer ကရပါတယ် customer တွေကမပြောက်နေပါဘူး customer တွေကရှိပါတယ်အဲ့တော့ဟို
ကျွန်တော်တို့ customer ရအောင်ဘယ်လိုလုပ်မလဲဆိုတဲ့မေးတဲ့သူတွေအတွက်ကတော့ဒီလိုပဲလုပ်ရမှာဗျနောက်တစ်ချက်ကကျတော့ဒီအဆင့်တွေပေါ့နော်ကျွန်တော်တို့ဒါကတော့လုပ်ငန်းလေးစပြီးတော့ customer လေးတစ်ယောက်စားနှစ်ယောက်စားရတဲ့အခြေအနေပေါ့တချို့ကျတော့အခုမှစမှာပစ္စည်းကလည်းအခုမှဝယ်မှာဆိုင်ရလည်းအခုမှစဖွင့်မှာအဲ့ဒီမှာ customer ဘယ်လိုရှာရမလဲခင်ဗျားကပြောသလိုမျိုးရိုက်ထားတဲ့လက်ရာတွေမှမရှိတာဘသူတွေကိုမှမရိုက်ပေးရသေးတာအဲ့တော့ငါတို့မှပြောမှဆိုလို့ရှိရင်ကိုလုပ်ခဲ့တဲ့ဟာတွေမရှိဘူးပေါ့ဗျာမရှိတော့ပြဿနာမဟုတ်ဘူးခင်ဗျားတို့အလုပ်စတဲ့အချိန်လောက်အားတဲ့အချိန်မရှိဘူးပြောရရင်သိလားအရန်အားတာခင်ဗျားတို့အဲ့အချိန်မှာလေဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လက်ရာတွေကိုကျွန်တော်တို့ sample ရိုက်ထားအောင်အဲ့ဒါကပြောရလို့ရှိရင်ကျွန်တော်တို့ရိုးရိုးလေးပြောရရင်ဗျာဒါကျွန်တော်ဆိုင်သွားပြီဆိုတာ menu တို့ catalog တို့ ਨੇ သဘောတရားလေးဆင်တာပေါ့နော်ဒါကို portfolio လို့ခေါ်ကြတာပေါ့လေကိုလုပ်ခဲ့တဲ့ဟာလေးတွေရှိပါတယ်ဆိုတော့ကိုဘာတွေလုပ်ခဲ့ပါတယ်ဆိုတဲ့ဟာလေးတွေကိုပြတဲ့ဟာပေါ့နော်တစုတစည်းတဲ့ ਨੇ ဆိုတော့ကျွန်တော်တို့အဲ့လိုအခြေအနေမျိုးတွေမှာ sample တွေရိုက်ထားတဲ့အဲ့မှာလက်စွမ်းပြခင်ဗျားတို့4ရောင်နေ5ရောင်နေ special တွေကျုံခင်ဗျားတို့အရန်အားတယ်အဲ့ချိန်မှာအဲ့ဒါ investment တစ်ခုပဲအဲ့ဒီအတွက်ကိုဆေးတွေကုန်မယ်ဟုတ်လားကျွန်တော်တို့ပိတ်စတွေကုန်မယ်material တွေကုန်မယ်ပြဿနာမရှိဘူးအဲ့ဒါတွေကပတ်စံပြန်ဝင်မဲ့ကောင်တယ်ဆုံးရှုံးသွားတာမဟုတ်ဘူးအဲ့ဒါတွေရိုက်တာ special ရိုက်နေ customer မလာမချင်းကိုရိုက်ပြီး customer လာပြီးဆိုအဲ့ဒါတွေကိုကပြောမလို့ယုံကြည်မှုရှိနေရော့တော့မှငါတို့ဒါတွေရိုက်ထားတယ်ငါတို့ဒါတွေလုပ်ထားတယ်ကောက်ပြလိုက်အောင်မယ်အဲ့မှာ customer လည်းခင်ဗျားတို့ကိုအခုမှအလုပ်စားလုပ်ပေမဲ့ကျွမ်းကျင်တယ်ယုံကြည်ရတယ်ဆိုတဲ့ဟာမျိုးအဓိကတော့ကျွန်တော်တို့က customer တွေနဲ့ယုံကြည်မှုတည်ဆောက်ရတာကျွန်တော်တို့လုပ်ငန်းကကုမ္ပဏီပုံစံမျိုးတွေနဲ့တိတ်မတူဘူးဗျအဓိကဘာဖြစ်လဲဆိုကျွန်တော်တို့ကအသေးသားစီးပွားရေးလုပ်ငန်းလေးတွေပေါ့နော်စပြီဆိုလို့ရှိရင်အများစုကဒီ small business လေးတွေကနေစရတယ် small business လေးတွေကနေစရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပိုင်ရှင်တွေဟာကာကြီးကနေအာထီအကုန်ဝင်ပါရတယ်ပြောရရင်လေဒါလုပ်ငန်းကြီးသွားတော့မှကိုယ်တပည့်တွေနဲ့လွှဲတာပြုတာတွေရတာထားပါတော့ဗျာအဲ့တော့ကျွန်တော်တို့ကလုပ်ငန်းစတဲ့အချိန်မှာကာကြီးကနေအာထီအကုန်ဝင်ပါရတယ်အကုန်ဝင်ပါရတဲ့အခါကျတော့ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့စတဲ့အချိန်မှာဆိုင်တို့နာမည်တို့ဘာတို့ညာတို့ထက်ဆိုင်လူကိုပို့ပြီးတော့သိတာပေါ့နော်ကျွန်တော်တို့ကကျွန်တော်ဆိုလို့ရှိရင်လည်းအခုဒီလိုပဲကျွန်တော်အဲ့မို့ကျွန်တော် TikTok account ကိုကျွန်တော်ဘာတက်ဆိုပြီးပြောကျွန်တော်လုပ်ငန်းနာမည်မသိကြဘူးလူတွေကလေကျွန်တော်နာမည်အောင်ကျော်မြတ်ကိုပဲသိကြတယ်အများစုကကိုအောင်ကျော်မြတ်အဲ့လိုမျိုးပဲလိုက်ရှာကြတာပေါ့နော်အဲ့တော့page တွေဖွင့်တယ်စကားလာပြောရင်အဲ့ page ကိုမလာဘူးဒီ personal account တွေကိုလာတယ်ဆိုတော့ကျွန်တော်နောက်ဆုံး TikTok account ကိုပါကျွန်တော် personal သုံးတဲ့ဟာကိုပါလုပ်ငန်း account လုပ်လိုက်တာပေါ့လေဆိုတော့လူကိုပဲသိကြတာဗျတင်မလူကိုပဲသိကြတဲ့ခါကျတော့အဲ့ဒါကလည်းကောင်းသလားဆိုရင်ကောင်းပါတယ်ပြောမလို့ကျွန်တော်တို့personal brand အရင်လုပ်ရတယ်လို့ပြောချင်တာလူကိုယုံတာပေါ့နော်လူကိုယုံပြီးတော့မှလုပ်ငန်းကိုကြည်တာပေါ့လေအဲ့လိုစနစ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒီအာကာကြီးကနေအာအထိလောက်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအကုန်ကျွမ်းကျင်နေရပါလိမ့်မယ်အကုန်ကျွမ်းကျင်နေရမယ်အကုန်ကိုမှသိရပါလိမ့်မယ်ပြောရလို့ရှိရင်ဒီလိုတွေသိပြီဆိုတဲ့အခါကျတော့မှကျွန်တော် customer တွေနဲ့စကားပြောတဲ့အခါသူတို့ရှင်းပြတဲ့အခါမှာကိုကကိုအလုပ်ကိုစီမိုးပြီးတော့နိုင်နေပြောပြနိုင်မှာပေါ့နော်မဟုတ်လို့ရှိရင်တော့ customer တခုခုမေးလိုက်ကိုမသိလို့ရှိရင်ကြောင်အန်းနဲ့လေပြင်မှာအဲ့လိုမသိဘူးဗျဘာညာဆိုတော့ဒါ customer ယုံကြည်မှုကျဆင်းတော့ခင်ဗျားတို့ဘယ်လိုထင်ပါခုမှစတာပါသူတို့အတွေ့အကြုံလည်းမရှိသေးပါဘူးနည်းပါသေးတယ်ဆိုတော့အတွေ့အကြုံရှိပြီးသားလုပ်ငန်းတွေတကယ်လို့မှဈေးကွက်ထဲမှာနာမည်ရနေတဲ့သူတွေကိုပဲအလုပ်သွားအပ်မှာပြောရလို့ရှိရင်လေ customer တို့ကျွန်တော်တို့ကတနာအောင်လုပ်လို့မရအောင်เนาะအဲ့ဒါကိုလည်းခေါင်းထဲမှာထည့်တာတချို့တွေကျတော့တွေ့တယ်ကျွန်တော်တို့လည်းအလုပ်လေးလာအကြပါအောင်လို့ပါအဲ့လိုမျိုးမပြောရဘူးဗျစီးပွားရေးမှာလေစီးပွားရေးကbusiness လုပ်တယ်ဆိုတာကကျွန်တော်တို့အဲ့လိုမျိုးလိုက်တောင်းနေရတဲ့ဟာမဟုတ်ဘူးကျွန်တော်တို့ရဲ့professional ကိုပြပြီးတော့ပတ်စံယူရတာငါတို့ဒါတွေလုပ်တယ်ငါတို့တွေဒါကိုကျွမ်းတယ်မင်းလုပ်ချင်လားငါနဲ့လာလို့ပတ်စံပေးဒါမျိုးရှင်းပြောရင်တရောင်းသားတွေမဟုတ်ဘူးကျွန်တော်တို့တွေကသိလားစီးပွားရေးလုပ်တယ်ဆိုတာ customer ဒီမှာအလုပ်လိုက်တောင်းရတာမှာမဟုတ်ဘူးကျွန်တော်ဆိုရင်ဒါဒီဘက်ခေတ်ပေါ့နော်ဒီဘက်ခေတ်ဒါsocial media တော်တော်လေးတွင်ကျလာတဲ့ခေတ်ပေါ့ကျွန်တော်အလုပ်စပြီးလုပ်တဲ့အချိန်မှာကျွန်တော်ကိုယ်ပိုင်လုပ်ငန်းစလုပ်တဲ့အချိန်မှာ Facebook တို့ဘာတို့ကရှိတယ်ဗျ TikTok တော့မပေါ်သေးဘူးရှိတယ်ဒါပေမဲ့ဒီလောက်ကြီးလည်းမတွင်ကျသေးဘူးပဲပြောရမှာပေါ့နော်ဒီ Facebook မှာ page နဲ့လုပ်တယ်လို့ဘာလို့ဆိုတာ boost လုပ်တယ်လို့ဘာအဲ့လောက်ကြီးဒီမတွင်ကျသေးဘူးပဲပြောရမှာရှိတယ်ကိုလည်းမသိဘူးကိုလည်းဒီလိုပဲ Facebook account တစ်ခုဖွင့်ထားတယ်ပုံတင်တယ် hi morning လို့သိရမလား go to work လို့ဘာလို့ညာတော့အဲ့လိုပေါ်တော်ရှောက်လို့တော့ဗျအခုပြန်ကြည့်ရှက်စရာကြီးအဲ့လိုတွေပဲကျွန်တော်လုပ်ကြတာပေါ့နော်လုပ်တော့ကျွန်တော်တို့အဲ့ဒီ2016ပေါ့ဗျာ2015 2016ဝန်းကျင်တွေရဲ့
marketing technique ကကြတော့တစ်မျိုးအဲ့ကျွန်တော်ဘာလို့လဲဆိုရန်ကုန်လမ်းညွန်နဲ့မန္တလေးလမ်းညွန်နှစ်အုပ်ကျွန်တော်တို့ဝယ်ရတယ်အဲ့ဒါအထူကြီးတွေအကြီးတွေကျွန်တော်စီမှာတော့အခုတည်းရှိသေးတယ်ဆိုအထူကြီးတွေဗျာသိရမှာရန်ကုန်လမ်းညွန်ဆိုတဲ့ဟာကြီးအဲ့ဒါကြီးတွေကဘာလဲဆိုကျွန်တော်တနိုင်ငံလုံးရဲ့စီးပွားရေးလုပ်ငန်းတွေအကုန်လုံးအဲ့ရန်ကုန်လမ်းညွန်ထဲမှာအကုန်ရောက်နေအကုန်ထည့်ထားတာအဲ့တော့ကျွန်တော်အဲ့ဒီကနေပြီးတော့နံပါတ်ဟလာထားပါဆို A ပေါ့နော် A ဆိုတဲ့ categories ကို plan လိုက်ရင်ဒါ A ဆို A နဲ့စတဲ့လုပ်ငန်းတွေပေါ်လာတာပေါ့လေအောင်ဘာညာခွိကွက်သိရမလားApple တို့ Apex တို့ပါ A နဲ့စတဲ့ဟာတွေအဲ့ A နဲ့စတဲ့ဟာတွေမှာကျွန်တော်တို့လုပ်ငန်းနဲ့ကိုက်မဲ့လုပ်ငန်းဘာရှိလဲဒါမျိုးလေးတွေပေါ့နော်အဲ့လို cosmetic sign တွေဒါမျိုးတွေဆိုသူတို့ဟို plastic အိတ်လေးတွေများအအောင်မလားကုမ္ပဏီတွေဆိုလို့ရှိရင်လည်းဒီလို promotion items တွေပေါ့နော်ဘောပင်တို့ခွက်တို့ဟို notebook တို့အဲ့လိုမျိုးလေးတွေအအောင်မလားဆိုတဲ့ဟာနဲ့ကျွန်တော်တို့ကဖုန်းတွေလိုက်ဆက်ကြတာပေါ့နော်ပြောလို့ရှိရင်ဖုန်းတွေလိုက်ဆက်တဲ့အခါကျတော့အဆင်ပြေလားဆိုရင်မပြေဘူးဗျအဲ့လိုအယောက်20လောက်ဆက်တော့မှတယောက်တောင်မရချင်အဲ့ရတဲ့တယောက်ကလည်းဟိုမတော်တဆအဲ့တယောက်ရခဲ့ရင်လည်းအဲ့တယောက်ကစိတ်ဝင်စားလို့မဟုတ်ဘူးဗျသိရမလားထုံးစံပေါ့နော်အဲ့တော့ကျွန်တော်တို့ဖုန်းဆက်ရင်ဟယ်လိုဘယ်သူဘယ်လုပ်ငန်းရမှာပေါ့ဗျာတင်မှာကျွန်တော်လုပ်ငန်းနာမည်ပြောတာပေါ့ကျွန်တော်တို့ကတော့ဒီ printing service လုပ်ပါတယ်ဘာတွေလုပ်ဖို့ရှိလဲအလုပ်တောင်းရတာပေါ့လေအလုပ်တောင်းတချို့ကြောက်လဲအဲ့လိုပြောပြီးဆိုတော့ဖုန်းချပလိုက်တာဆက်မပြောတော့ချို့ကြောက်လဲမပြောချင်ဘူးပေါ့နော်မပြောအေးလာ quotation တွေယူလာခဲ့ရုံးလာတင်လိုက်ဒါမျိုးအဲ့တော့ကိုကလည်းအဲ့ဒါကိုပျော်ပြီးသွားတင်လိုက်အဲ့ဒီဟာလေအမိုက်ပုံးနဲ့ရောက်တာဘယ်သူမှမဖတ်ဘူးအဲ့ဒီ quotation ရောလေအဲ့လိုဆိုတချို့ကြောက်လဲဟိုဘယ်လိုခေါ်မလဲခေါ်တယ်ပေါ့လေခေါ်ပြီးတော့တွေ့တယ်ပေါ့ဒါပေမဲ့အလုပ်အပ်ဖို့မဟုတ်ဘူးအဲ့လိုမျိုးခေါ်တွေ့တယ်ဒီတိုင်းပဲဈေးမေးတယ်စုံစမ်းတယ်ပြီးသူတို့ကြိုက်တာသူတို့ရွေးမယ်အဲ့လိုပုံစံမျိုးကြီးတွေနဲ့ကျွန်တော်တို့ကလုပ်ရတာဗျာလုပ်ရတာဆိုတော့ပြဿနာဘာဖြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော် impression down တာပေါ့နော် impression down ပြီးတော့ customer တွေကကျွန်တော်တို့တစ်စက်မှ respect မရှိဘူးအဲ့လိုကျွန်တော်တို့ဆိုခါကျရင် marketing သွားတယ် marketing ဆိုတော့လည်းသူတို့သွားပြီးတော့ဟို marketing သွားပြီးလုပ်တာမဟုတ်ဘူးရှင်းပြောကိုယ့်ရဲ့ service တွေကိုသွားပြီးတော့ရှင်းပြရတာသူတို့ယုံသွားတယ်တခါကြလို့ရှိရင်တချို့ရက်တွေဆိုတကူလုံးမိုးရီတွေဆူရွှဲပြီးတော့မိတာပြောရလို့ရှိရင်လေဟိုထီးပါပေမဲ့လည်းမလုံဘူးလေမိုးကြီးတဲ့ဟာကျွန်တော်မိုးလဲဆိုရင်အရင်စိတ်ညစ်တာအဲ့ဒီသွားရတာလေအဲ့လိုတွေပေါ့အဲ့လိုတကုံလုံးဆိုရွှဲတခါကျရင်ကိုယ့်ကိုယ်တက်မှာရှက်လာတာပဲမယုံ confidence မရှိတော့ဘူးသူတို့ရုံးခန်းထဲဝင်ကိုယ်ဆိုရွှဲနေတာဆိုတချို့ဟာဆိုကျွန်တော်မသွားပြတော့ချို့ဟာကျတော့လည်းသွားတယ်သွားပြီးရင်အဲ့လိုပေါ့နော်ဟိုထားပါဆို2နာရီလောက်တွေ့ဖို့ appointment ယူထားတယ်ဆိုလို့ရှိရင်လေ3နာရီတို့ဘာလို့အဲ့လိုမထွက်လာတာလာကြမှာလဲလာတာဗျာကြည့်ရမှာအဲ့လိုကြီးတွေဗျာပြောမှဆိုလို့ရှိရင်လေဒါကြလည်းလာနေပြီကဟိုခဏဆောင်လမ်းမှာရောက်နေကိုကသူတို့ရုံးခန်းရောက်နေပြီသူတို့အဲ့လိုမျိုးတွေပေါ့ဆိုတော့ကျွန်တော်တို့တစ်စက်မှ respect မရှိဘူး respect မရှိတော့နောက်ဆက်တွဲပြဿနာတွေကဘာတွေဖြစ်လာလဲဆိုတော့ဟိုကျွန်တော်တို့လှုပ်ပေးလိုက်တဲ့ဟာတွေကိုလည်းသူတို့တိတ်မယုံအဲ့လိုအထယ်တရားရရင်အထယ်တရားလုံးအကုန်တစ်ထဲမကြအကုန်ဖွင့်စစ်တာဖွင့်စစ်ပြီးတော့ဟိုအရင်ရစ်တာပေါ့ဗျာလောလောပြောတော့ဟာဟိုဟာလေးကဘလို့ဖြစ်တယ်ဒီစလုံးလေးကဘာလို့မှိန်တာလဲလို့တင်ပါအဲ့လိုမျိုးတွေပေါ့အတခုံအဲ့လိုပြောရတော့မှလေတဲ့ရှင်ထဲမှာစိုးလာတယ်တကယ်တော်တော်ကြီးကျွန်တော်ခံခဲ့ရတာဗျာအဲ့ဒါကြီးတွေကလေအဲ့ဒါလုပ်ငန်းစားတဲ့အချိန်တွေကျွန်တော်မရဆိုလို့ရှိရင်ကျွန်တော်ဟိုကိုပိုင်ចောင်းတစ်ခုနဲ့ကျွန်တော်လုပ်တယ်ပေါ့နော်အလုပ်တစ်ခုရတယ်အလုပ်တစ်ခုရတော့သူတို့ကလည်းကိုယ့်ကိုအခုမှမြင်ဘူးတာသိလည်းမသိဘူးကျွန်တော်လည်းသူတို့မသိဘူးသူတို့လည်းကိုယ်မသိတော့ဒါပေမဲ့သူတို့လုံမယ်ပေါ့နော်ဈေးတွေပဲလည်းအဆင်ပြေတယ် okay တယ်ဆိုတော့ဟိုလောက်တော့ကိုကလည်းပြောမှဆိုလုပ်ငန်းစကားသားဖြစ်တာဖြစ်လဲဆိုတော့ဟို RK ကမရှိဘူးပေါ့ပတ်စံမရှိဘူးပေါ့ပတ်စံမရှိတော့အလုပ်အပ်တာတော့အထက်1000အပ်တာအဲတုန်းကအထက်1000အပ်တာဆိုအသေးပြောတော့ပေါ့ဗျာခင်ဗျာတွက်တာကြည့်ပြီးတော့အဲ့အချိန်မှာရင်ထဲမှာလေဒုံဖြစ်နေအထက်1000ဟာ share ပဲဟေးဆိုတဲ့ဟာမျိုးပေါ့ဒါပေမဲ့ပြဿနာပါဆိုရင်တစ်စက်မှမပေးဘူးလေကျွန်တော်အသစ်ဖြစ်တော့သူတို့လည်းမယုံဘူးဘာလို့ CNU လစ်သွားဘယ်လိုလုပ်မလဲပေါ့နော်ဒါသူတို့ဘက်ကလည်းတွေးတာမှန်ပါတယ်ဆိုတော့ CNU မပေးဘူးဆိုတော့ကျွန်တော်ခတ်သွားပြီလေကို့မှာငကိုရဲမှာအလုပ်စတာဆိုဒီအထက်1000လုံးစာကြီးကိုကျွန်တော်တို့ကငွေကြီးရင်းပြီးတော့မလုံနိုင်အောင်အဲ့တော့ဆိုတာအင်ကြီးတွေပါအပြီးစီကျွန်တော်လုပ်ပေးတာပေါ့ဗျာဆိုတော့ကဲဟုတ်ပြီအဲ့နဲ့ဘာလုပ်လဲဆိုတော့ကျွန်တော်တို့အထက်200တစ်ခါလာပို့မယ်အဲ့200သားကိုပတ်စံရှင်းအထက်200ကိုကျွန်တော်9ချိန်ပို့မယ်အထက်1000စာဒါမျိုးပေါ့အဲ့လို agreement လုပ်ပြီးတော့စာချုပ်ပါညာချုပ်ရတာပေါ့ဗျာဒါသူတို့လက်မထိုးကိုလည်းလက်မထိုးပြီးလည်းပြီးတော့အဲ့ဒါပြန်လာတာပေါ့ပြန်လာတော့အလုပ်ရတော့လည်းပျော်တာပေါ့ဗျာဒီမှာပျော်တော့အမှကဲလုပ်ပြီး okay အမှအထက်200သွားပို့တယ်ထက်200သွားလဲသွားပို့ပြီးတော့အင်ကြီးသူတစ်ထက်ကောက်ဖွင့်ကြည့်လိုက်တယ်ကျွန်တော်သွားပို့တော့ကျွန်တော် program သွားပို့တာဖွင့်ကြည့်ပြီးတော့အဲ့တော့ဆိုဟာလည်းတို့အင်ကြီးကဘလူတွေဖြစ်နေတာလဲတဲ့ဆေးတွေကဘလူတွေဖြစ်တာလဲဘာညာဆိုတော့ဟာခုမှအရန်အောင်ပါလေဒါသပင်းလေးပါထောင်တက်သွားတာကွိုင်းရှာတာပဲပြောလို့ရှိရင်အဲ့အမျိုးသမီးကလည်းနည်းနည်းလေးဘယ်လိုပါဇက်
ကျန်းတယ်ပဲပြောရမှာပေါ့နော်တိတ်ပြီးတော့စကားပြောတာဆိုတာမှအဲ့လိုနေနေငါတွေနဲ့တမစောက်တွေနဲ့အဲ့လိုတွေပါတာပေါ့ဟာကိုကလည်းအမှပြောမလို့ဒူးတွေတုံးနေအခုမှစပြီးဟိုဟာလောက်တဲ့ဟာလေဆိုတော့အထုပ်တွေနဲ့ကျွန်တော်ပြစ်ပေါက်တာပြောရလို့ရှိရင်အဲ့ဒီအင်ကြီးသွားပို့တဲ့အဲ့အင်ကြီးတို့တွေကိုကျွန်တော်စီကိုပြစ်ပေါက်တာကျွန်တော်ရင်ဘက်တွေပါထိပြီးတော့လူပါနောက်လန်အင်ကြီးကဟိုဘယ်လိုခေါ်မလဲဟိုအထက်50တစည်းစည်းဆိုတော့လေဝိတ်ကများတယ်အဲ့ဒါကြီးနဲ့ကျွန်တော်ပြစ်ပေါက်တယ်မယူဘူးလေငါတစ်ထဲမှမယူနိုင်ဘူးလေအကုန်ပြန်လောက်ပါညာဆိုဟာပြောလို့ရှိရင်ကျွန်တော်အဲ့မှာညအဲ့တော့အချိန်က6နာရီလောက်လည်းဖြစ်နေပြီအဲ့ဒီကနေကျွန်တော်ပြန်လာပြီးတော့အဲ့ထုတ်တွေလက်ကနေနှစ်ဖက်ဆွဲပြီးတော့လေဘတ်စကားစီးရမှာမှန်ပေမဲ့ကျွန်တော်မစီးပြတော့ဘူးအဲ့လိုအိမ်ကိုလမ်းလျှောက်ပြီးပြန်မိသွားတယ်ဗျာပြောလို့ရှိရင်လေအဲ့တော့ကကျွန်တော်မျက်ရည်ပါကျခဲ့တယ်အဲ့တော့ကရင်ထဲမှာလည်းတစည်းမှအဆင်မပြေဘူးအဲ့လိုတလန်းလုံးလဲဆေးလိပ်တွေဘယ်နဲ့လိမ်မှန်းအောင်မသိဘူးကျွန်တော်ဆက်လိပ်တွေတောက်ပြီးအိမ်ပြန်အဓိကဟိုဘာဖြစ်တာလဲဆိုတော့ကျွန်တော်တို့အဲ့ခုနပြောတဲ့ customer စီမှာကျွန်တော်တို့သရောင်းသားလို့သွားပြီးတော့အလုပ်သွားတောင်းလို့ဖြစ်တာအဓိကဒါကျွန်တော်သိလာတဲ့အသည့်တရားပေါ့အဲ့တော့ကျွန်တော်တို့တွေကဘာလုပ်ရမှာလဲဆိုရင်ကိုယ့်ရဲ့ personal branding ကိုတည်ဆောက်ရမှာကိုဟာဘလို့တွေလုပ်ခဲ့ပါတယ်ဘလို့တွေဟိုဖြစ်ခဲ့ပါတယ်ဆိုတော့ဟာကိုကအပေါ်ကဖြေရမှာပဲရှင်းရှင်းပြောရရင်သိလားကိုအပေါ်ကဖြေရမှာအဲ့တော့နောက်ပိုင်းကျွန်တော်လှုပ်သက်တဖြည်းဖြည်းများလာရင်းနဲ့ကိုလည်းဒီလောကထဲမှာနေရာလေးတစ်ခုရလာတာပေါ့လေရလာတော့ဟိုဘာဖြစ်လာလဲဆိုတော့တဖြည်းဖြည်းသိလာတာပေါ့နော်အဲ့တော့နောက်ပိုင်းဟာတွေကျတော့ကျွန်တော်တို့လာဆက်သွေးတာဖြစ်သွားပြီ customer တွေကလေဟိုသူတို့ကျွန်တော်စီကိုကျွန်တော်တို့သွားတာမဟုတ်တော့ကျွန်တော်စီကိုလာတာဖြစ်သွားပြီဟိုဟာဘာလေးလှုပ်ချင်လို့ညာလေးလှုပ်ချင်လို့ပေါ့နော်အဲ့လိုတွေလာကြတဲ့အခါကျတော့ကိုကအပေါ်ကပြန်ဖြစ်သွားတယ်အဲ့ဒါကြတော့လေသူတို့ကကိုယ်စီကလာပြီးတော့အခုညီလာတောင်းတဲ့ပုံစံပြန်ဖြစ်သွားတယ်အဲ့ဒါဘာလို့ဆိုကျွန်တော်ရှေ့မှာဖြတ်သန်းခဲ့တဲ့အချိန်တွေပေါ့နော်အချိန်တွေနဲ့ကျွန်တော်တို့ရဲ့လုပ်ခဲ့တဲ့အတွေ့အကြုံတွေဟိုကျွန်တော်တို့အများကြီးချပြထားနိုင်တာဖြစ်တဲ့အတွက် customer တွေကလည်းကျွန်တော်တို့ယုံကြည်သွားတယ်ပေါ့အဓိကအဲ့တော့ဟိုဗီဒီယိုလည်းရှေ့မှာဆိုလို့ပေါ့နော်နည်းနည်းလေးဟိုချုပ်လိုက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ customer တွေကိုယုံအောင်အရင်လုပ်ရတယ်ဒါ customer ပဲမှမဟုတ်ဘူးဗျာကျွန်တော်တို့လူတွေပဲဒီလိုပဲတွေးရမှာပဲကျွန်တော်တို့ marketing လုပ်တယ်ဆိုတာလည်းရှင်းရှင်းပြော psychology ပဲလေသိလားသူတို့ဘာတွေသူတို့စိတ်ထဲမှာဖြစ်တဲ့ဟာတွေကိုကကြိုခံမှန်းပြီးတော့ရောင်းချရတာဟုတ်အဲ့လိုမျိုးဆိုတော့အဓိကတော့ psychology ပဲပေါ့နော်လူသားတွေနဲ့လုပ်ရတာဖြစ်တဲ့အတွက်လူသားတွေဆိုတော့ပြောမှဆိုလို့ရှိရင်ယုံကြည်မှုရှိဖို့ကျွန်တော်တို့အရင်တည်ဆောက်ရပါတယ်လုပ်ငန်းတစ်ခုဆိုတာအခုချက်ချင်းစီးပွားရေးစလုပ်ပြီးတော့တင်မလားဟို5-10နှစ်လောက်လုပ်နေတဲ့သူလောက်အလုံးမဝင်လို့ဆိုပြီးတော့ငိုနေတာကတော့အဲ့ဒါနည်းနည်းရည်စရာကောင်းတယ်ဗျာအဲ့ဒီကိစ္စတွေတော့မဖြစ်နိုင်ပါဘူးမဖြစ်ပါဘူးကျွန်တော်တို့အလူတယောက် customer တယောက်ရလာရင်တော့တော်တော်ကန်ကောင်းပါအဲ့ဒီအချိန်တွေအဲ့လိုဟာတွေကမဖြစ်မနေကြော်ဖြတ်ရတယ်ဟိုအလုတ်စပြီးတော့လေဝဝကွေးအောင်မြင်သွားရင်လေအဲ့ဒီအောင်မြင်မှုကရေရှည်မခံအောင်ဘာဖြစ်လို့လဲဆိုတော့ခင်ဗျာဒီအလုတ်ရဲ့ flow တွေနားမလည်ဘူးဒီအလုတ်ရဲ့ process တွေနားမလည်ပဲနဲ့ခင်ဗျာအားကြီးနဲ့ကြိတ်ခဲ့တာလေသိမှာဟုတ်အဲ့တော့ data တွေကို quality တွေလည်းကောင်းမှာမဟုတ်ဘူး management တွေနဲ့နိုင်မှာမဟုတ်ဘူးပြောရလို့ရှိရင် process တစ်ခုမှလုပ်ကိုလုပ်ရမယ် SOP တွေလည်းမှန်ကန်ရှိမှာမဟုတ်ဘူးအလိုလည်းအမှားတွေဖြစ်မှာဝန်ထမ်း management အကုန်အဲ့တော့လုပ်ရမယ်နာမည်ပြတ်တွေနဲ့ပဲကြံခဲ့လိမ့်မယ်အဲ့တော့ဘာဖြစ်သွားလဲခင်ဗျာတစ်ခါတည်းနဲ့အခန်းတစ်စက်သိမ်းဖြစ်သွားတယ်အဲ့လိုမျိုးဟာတွေကလည်းဟိုဖြစ်လာရင်လည်းမကောင်းဘူးပေါ့နော်နည်းနည်းအန်ရများတဲ့ဟာပေါ့ကျွန်တော်တို့တော်တော်ကြီးထိန်းချောင်းရပါတယ်ဆိုတော့အဓိကတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့တွေအလုပ်တစ်ခုဆိုတာကယုံကြည်မှုတည်ဆောက်ရတယ်ကို skill တွေဖြည့်ရတယ်တဖြည်းဖြည်းချင်းနဲ့မှကျွန်တော်တို့လိုအပ်ချက်တွေဖြည့်ရင်နဲ့မှပဲအချိန်ကာလတစ်ခုဖြတ်သန်းပြီးတော့အောင်မြင်မှုဆိုတဲ့ဟာကိုကျွန်တော်တို့ရတာပေါ့နော်အောင်မြင်တယ်ဆိုတာကပြောရလို့ရှိရင်အလုပ်ထဲမှာပျော်သွားတာကိုပြောတာလေတဲ့အလုပ်လုပ်ရတာပျော်သွားတာကိုပြောတာဟိုကျွန်တော်လည်းအောင်မြင်တယ်လို့လည်းမခံယူပါဘူးပြောရလို့ရှိရင်ဘာမှလည်းမအောင်မြင်သေးဘူးပေါ့နော်ဒါပေမဲ့အလုပ်ထဲမှာပျော်တယ်လေကျွန်တော်တို့တွေဟုတ်လား customer တွေကျွန်တော်တို့ကိုယုံကြည်နဲ့ကိုယ့်စီကိုအားကိုးတကြီးနဲ့လာတယ်ကျွန်တော်တို့တွေကလည်းကောင်းမွန်ပြန်ပြီးရှင်းပြပေးနိုင်တယ် service လုပ်ပေးနိုင်တယ်သူတို့ကလည်း percentage နဲ့ပေးတယ်ဟုတ်လားကျွန်တော်ဝန်ထမ်းတွေကလည်းပြောရလို့ရှိရင်ဟိုပျော်ရွှင်နဲ့အလုပ်လုပ်ကြရတယ်ဒါမျိုးပေါ့နော်ဆိုတော့တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့ပျော်စရာကောင်းတယ်ပေါ့ဗျာကျွန်တော်အနေနဲ့အဲ့တော့အလုပ်ထဲမှာပျော်တယ်ပေါ့အလုပ်ထဲမှာပျော်တော့လဲဒါအောင်မြင်တယ်ပေါ့ဗျာပြောရလို့ရှိရင်တော့အဲ့လိုလေးတွေပေါ့နော်ဆိုတော့အချိန်ကာလတစ်ခုဖြတ်သန်းရတယ်အဲ့ဒီအချိန်မှာကိုကလိုအပ်တဲ့နည်းပညာတွေဟုတ်လား printing ဆိုလဲ printing နဲ့ပတ်သက်တဲ့နည်းပညာတွေတော့တခြားကိုက marketing skill တွေစကားပြောစွမ်းအင်တွေပေါ့နော်ဒီလိုဟာတွေကိုဖြည့်ဆည်းပြီးတော့တဖြည်းဖြည်းချင်းပြောလို့ရှိရင်တော့တည်ဆောင်သွားရပါတယ်အချိန်ကာလတစ်ခုရအောင်
အဲ့တော့အလုပ်ကတော့ဒီလိုပဲလုပ်ရတာဗျချက်ချင်းစပြီးတော့အလုံးမဖြစ်လို့လဲစိတ်မညစ်ပါနဲ့အဲ့ဒါတွေကလူတိုင်းကြုံရတဲ့ဟာတွေကိုယ့်တယောက်တည်းကြုံရတာမဟုတ်ဘာမှမဖြစ်ဘူးဒီလိုပဲဖြစ်လုပ်ကြရတာပဲအဲ့တော့ကျွန်တော်တို့လည်းဟိုအလုပ်ဆက်ချင်းတုန်းကဒီလိုတွေကြုံခဲ့ရတော့စိတ်တက်ကြရတယ်ဒီလိုကြီးကိုဆက်မလုပ်တော့ဘူးကုမ္ပဏီဝန်ထမ်းပဲပြန်လုပ်တော့မယ်ဆိုတဲ့အတွေးမျိုးတွေလည်းဖြစ်တယ်တယ်မဟုတ်ကျွန်တော်ပစ္စည်းတွေပါကျွန်တော်ပြောမှဆိုအဲ့တော့ဓာတ်ပုံတွေရိုက်ပြီး Facebook တွေပါပေါ့တင်ပြီးရောင်းနေအချုပ်ဆက်တွေဘာတွေညာတွေပေါ့နော်အဲ့လိုတွေတော့ဖြစ်ခဲ့တာရောင်းနေပြီလာမဝယ်ကြလို့လားဆိုတော့အဲ့လိုတွေလောက်ရတယ်ပေါ့ဗျာပြောရလို့ရှိရင်တော့ဘယ်သူမှတော့ဟိုဆက်ဆက်လုပ်ပြီးတော့အောင်မြင်သွားတဲ့ဟာမျိုးကတော့ရှားပါတယ်အဲ့လိုအောင်မြင်ရင်လည်းရေရှည်မခံပါဘူးအဲ့တော့ဒီနေ့ကတော့ဒါကျွန်တော်ရဲ့အတွေ့အကြုံလေးတွေရောပြောလို့ရှိရင်ဘယ်လိုလေးတွေဖြတ်သန်းခဲ့တယ်ဆိုတဲ့ဟာလေးတွေရောပေါ့နော်ဒါကျွန်တော်သိသလောက်ပေါ့ဗျာကျွန်တော်ရှင်းပြပေးတာပါအဲ့တော့အားလုံးအဆင်ပြေကြပါစေကျွန်တော်နာမည်အောင်ကျော်မြတ်ပါ